ကမ္ဘာနိုင်ငံရေးစစ်ရေးနဲ့ပထဝီနိုင်ငံရေးအလှည့်ပြောင်းတွေကိုစိတ်ဝင်စားစောင့်ကြည့်လေ့လာနေကြတဲ့ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့တာမန်နိုင်ငံရေးသတင်းသုံးသက်ချက်တစ်ခုထက်အများကြီးပုံမလေးနေပြီးစိတ်ဝင်စားစရာကောင်းလာပါတယ်ဘာလို့လဲဆိုတော့အခုလက်ရှိ2026ခုနှစ်ရဲ့အစောပိုင်းကာလမှာကမ္ဘာကြီးရဲ့အာဏာချိန်ခွင်ရှာဟာကျွန်တော်တို့အရင်ကထင်မှတ်မထားလောက်အောင်ကိုပဲအလွန်တရာမြန်ဆန်တဲ့အချိန်ဟုန်နဲ့ပြောင်းလဲသွားနေတာကြောင့်ဖြစ်ပါတယ်အထူးသဖြင့်တောင်အမေရိကတိုက်ကဗင်နီဇွဲလားနိုင်ငံကနေအာရှတိုက်ကအီရန်နိုင်ငံအထိအမေရိကန်ပြည်ထောင်စုရဲ့လျှက်စီးလက်သလိုလှည့်မြန်ပြီးတိကျပြသထားတဲ့လှုပ်ရှားမှုတွေဟာကမ္ဘာမြေပုံကိုအသစ်ပြန်ဆွဲနေတယ်လို့မျိုးဖြစ်နေစေတဲ့အပြင်ဒီလိုပထဝီနိုင်ငံရေးကစားကွက်ထဲမှာအထိနာဆုံးနဲ့အကြက်တဲကြီးမားဆုံးဖြစ်သွားရတဲ့နိုင်ငံကတော့တခြားဘယ်သူမှမဟုတ်ပါဘူးအဲ့ဒါကတော့တရုတ်နိုင်ငံပဲဖြစ်ပါတယ်ပင်မမီဒီယာကြီးတွေမှာခေါင်းစဉ်တက်နေကြသလိုမျိုးဒါဟာတာမန်အစိုးရပြုတ်ကျမှုတာမန်ပဋိပက္ခလေးတစ်ခုလောက်မဟုတ်ဘဲနဲ့တကမ္ဘာလုံးကစနစ်တစ်ခုလုံးရဲ့အပြောင်းလဲကြီးတစ်ခုဖြစ်နေတာကြောင့်ဒီနေ့ဗီဒီယိုမှာတော့2026ခုနှစ်အစပိုင်းမှာဖြစ်ပျက်ခဲ့တဲ့ဒီထူးခြားဖြစ်စဉ်ကြီးတွေကိုအသေးစိတ်ခွဲခြမ်းစိတ်ဖြာပြီးတော့နောက်ွယ်ကမဟာဗျူဟာတွေစွမ်းရည်စည်းစိမ်မှုလမ်းကြောင်းတွေနဲ့တကယ့်စစ်ရေးစွမ်းရည်တွေဘယ်လိုမျိုးချိတ်ဆက်နေတယ်လဲဆိုတာကိုပရိသတ်ကြီးရှင်းရှင်းလင်းလင်းမြင်သာသွားအောင်အချိန်ယူပြီးတော့တေချာလေးရှင်းပြပေးသွားမှာမလို့အဆုံးထိနားဆင်ပေးကြပါအောင်ခင်ဗျာ2026ခုနှစ်ဇန်နဝါရီလရဲ့မနက်ခင်းတစ်ခုကိုပရိသတ်ကြီးအနေနဲ့မြင်အောင်ကြည့်လိုက်မယ်ဆိုရင်ကမ္ဘာကြီးဟာပြီးခဲ့တဲ့နှစ်တွေကလည်းလုံးဝမတူတော့ပဲသတင်းကောင်းတွေမှာလူတိုင်းကိုအံ့အားသင့်စေခဲ့တဲ့သတင်းကြီးနှစ်ပုဒ်ဟာတပြိုင်နက်တည်းတက်လာခဲ့ပါတယ်ပထမသတင်းတစ်ခုကတော့တောင်အမေရိကတိုက်ရဲ့အရေးပါတဲ့ဗင်နီဇွဲလားနိုင်ငံမှာသမ္မတကိုယ်တိုင်ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတယ်ဆိုတဲ့သတင်းဖြစ်ပြီးတော့ဒုတိယသတင်းတစ်ခုကတော့ရှေ့လေပိုင်းရဲ့အင်အားကြီးနိုင်ငံတနိုင်ငံဖြစ်တဲ့အီရန်မှာပြည်တွင်းတည်ငြိမ်မှုတွေလုံးဝပြိုလဲပြီးအစိုးရရန်တရားကြီးတစ်ခုလုံးရပ်တန့်သွားပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဒီသတင်းနှစ်ပုဒ်ကိုတမကာရှမကာကြည့်မယ်ဆိုရင်တော့ကမ္ဘာအခြားတစ်ဖက်စီမှာရှိတဲ့နိုင်ငံနှစ်ခုမှာဖြစ်ပျက်တတ်တဲ့တီးခြားဖြစ်စဉ်တွေလို့ထင်စရာရှိနိုင်ပေမဲ့ပထဝီနိုင်ငံရေးစစ်တူရင်ခုံကိုမြင်အောင်ကြည့်တတ်တဲ့ပညာရှင်တွေအတွက်ကတော့ဒါဟာလုံးဝကိုတီးခြားဖြစ်စဉ်တွေမဟုတ်ပဲအမေရိကန်ပြည်ထောင်စုရဲ့ညှက်ပူးညှက်ပိတ်မဟာဗျူဟာတစ်ခုရဲ့ရလဒ်တွေပဲဖြစ်ပါတယ်အမေရိကန်ဟာလက်တင်အမေရိကနဲ့အရှေ့အလယ်ပိုင်းဒေသနှစ်ခုစလုံးမှာတပြိုင်နက်တည်းလှုပ်ရှားလိုက်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့တရုတ်နိုင်ငံရဲ့ကမ္ဘာလုံးဆိုင်ရာဩဇာလွှမ်းမိုးမှုကိုအမြင့်ဖြတ်ဖို့အတွက်တရုတ်ရဲ့အဓိကမဟာမိတ်တွေနဲ့စွမ်းရည်ထောက်ပံ့ပေးနေတဲ့နိုင်ငံတွေကိုပြစ်မှတ်ထားလိုက်တာပဲဖြစ်ပါတယ်ဗင်နီဇွဲလားနဲ့အီရန်ဆိုတာတရုတ်နိုင်ငံအတွက်တော့ခပိုက်ဆောင်လက်နိုင်ငံတွေလိုဖြစ်နေတဲ့အပြင်စွမ်းရည်အိုးကြီးတွေလည်းဖြစ်တယ်လို့အမေရိကန်ကိုစန့်ကျင်နေတဲ့ဝင်ရိုးရန်အဖွဲ့ရဲ့အဓိကမန်နိုင်ကြီးတွေလည်းဖြစ်နေတာကြောင့်အခုလိုဖြိုခွင်းလိုက်ခြင်းဟာတရုတ်ရဲ့အသက်သွေးကြောကိုဖျက်တောက်လိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်ဗင်နီဇွဲလားနိုင်ငံအကြောင်းကိုအသေးစိတ်ပြန်ကြည့်ရမယ်ဆိုရင်သူတို့ဟာကမ္ဘာပေါ်မှာရေနံတိုက်အကြီးဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပေမဲ့နှစ်ပေါင်းများစွာအာဏာရှင်စနစ်နဲ့စီမံခန့်ခွဲမှုအလွဲတွေကြောင့်တိုင်းပြည်ကမွေးပြကျနေခဲ့ရတာပါဒီအချိန်မှာဗင်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုဟာသူ့ရဲ့အာဏာတည်မြဲရေးအတွက်တရုတ်နဲ့ရုရှားကိုအကြီးအကျယ်အားကိုးခဲ့ရပြီးတရုတ်ကလည်းဗင်နီဇွဲလားကိုငွေကြေးတွေဘီလီယံချီပြီးထောက်ပံ့ပေးကရေနံလုပ်ကွက်တွေမှာရင်းနှီးမြှုပ်နှံခဲ့တာဟာအမေရိကန်ရဲ့အိမ်နောက်ဖေးမှာတရုတ်ကခြေရှုပ်တယ်လို့ဖြစ်နေခဲ့တာပါဒါပေမဲ့2026ခုနှစ်အစမှာတော့အမေရိကန်ရဲ့ထောက်လှမ်းရေးနဲ့အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေရဲ့ပံ့ပိုးမှုကြောင့်ဗင်နီဇွဲလားသမ္မတကိုရုပ်ရှင်ဆန်ဆန်ဖမ်းဆီးထိန်းသိမ်းလိုက်နိုင်တဲ့အခါမှာတော့တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေအားလုံးတဲတဲရေသွန်းဖြစ်သွားရုံနဲ့မကပဲစွမ်းရည်ထောက်ပံ့မှုလမ်းကြောင်းတွေလည်းပြတ်တောက်သွားခဲ့ရပါတယ်ဒါဟာအမေရိကန်ရဲ့မွန်ရိုးဝါဒကိုပြန်လည်အသက်သွင်းလိုက်တာဖြစ်ပြီးအနောက်ကမ္ဘာချမ်းမှာတရုတ်လိုပြင်ပအင်အားကြီးနိုင်ငံတွေကိုခြေချခွင့်မပေးတော့ဘူးဆိုတော့ပြတ်သားတဲ့သတင်းစကားကိုတစ်ကမ္ဘာလုံးသိအောင်ပါရိုက်သလိုမျိုးပေးလိုက်တာပဲဖြစ်ပါတယ်ဒီလိုဗင်နီဇွဲလားမှာလှည့်ပြောင်းတွေဖြစ်နေချိန်မှာပဲအီရန်မှာလည်းအလားတူပြင်းထန်တဲ့လှုပ်ရှားမှုတွေကတရုတ်ကိုအကြက်ရိုက်စေခဲ့တာဖြစ်ပါတယ်ဒီဖြစ်စဉ်တွေဟာတရုတ်နိုင်ငံအတွက်တော့စီးပွားရေးအရာရောမဟာဗျူဟာအရာပါကြီးမားတဲ့ထိုးနှက်ချက်တွေဖြစ်နေတာကြောင့်2026ခုနှစ်ဟာကမ္ဘာအာဏာချိန်ခွင်ရှာပြောင်းလဲမှုရဲ့အရေးအကြီးဆုံးနှစ်တစ်နှစ်ဖြစ်လာတာလို့ဆိုရမှာပါကမ္ဘာတစ်ဖက်ချမ်းကိုကြည့်လိုက်မယ်ဆိုရင်လည်းအရှေ့အလယ်ပိုင်းရဲ့အင်အားကြီးနိုင်ငံဖြစ်တဲ့အီရန်နိုင်ငံရဲ့လက်ရှိအခြေအနေကတကယ့်ကိုရင်လေးစရာကောင်းလောက်အောင်ပြိုလဲပျက်စီးနေတာကိုတွေ့ရမှာဖြစ်ပါတယ်အီရန်ဆိုတာအရှေ့အလယ်ပိုင်းဒေသမှာအမေရိကန်ရဲ့အကျိုးစီးပွားတွေကိုဆယ်စုနှစ်ပေါင်းများစွာကြာအောင်အကြီးအကျယ်ဒုက္ခပေးနေတဲ့နိုင်ငံဖြစ်တယ်လို့ဟာမတ်စ်ဟစ်ဇ်ဘိုလာနဲ့ဟူသီလက်နက်ကိုင်အဖွဲ့တွေလိုမျိုးဒေသရင်းကလက်နက်ကိုင်အဖွဲ့အစည်းတွေကိုနောက်ွယ်ကနေငွေကြေးနဲ့အဆင့်မြင့်လက်နက်တွေအများများထောက်ပံ့ပေးပြီးအမေရိကန်ရဲ့မဟာဗျူဟာတွေကိုတံပြန်နေတဲ့အဓိကဇက်ကောင်လေးဖြစ်ပါတယ်ဒါပေမဲ့အခု2026ခုနှစ်မှာတော့အီရန်ရဲ့ပြည်တွင်းတည်ငြိမ်မှုဟာလုံးဝကိုပြိုလဲပျက်စီးသွားခဲ့ပြီဖြစ်ပြီးဒါဟာအမေရိကန်ရဲ့အဆင့်မြင့်စိုက်ဘာစစ်စင်ရေးတွေအသစ်ထပ်မံတိုးမြင့်လိုက်တဲ့ပြင်းထန်တဲ့စီးပွားရေးပိတ်ဆို့မှုတွေနဲ့ပြည်တွင်းကလူထုအုံကြွမှုပေါင်းဆက်သွားတဲ့ရလဒ်လို့ပညာရှင်တွေကသုံးသပ်နေကြတာဖြစ်ပါတယ်အီရန်အစိုးရရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကြားမှာအာဏာလုမှုနဲ့အကွဲအပြဲတွေအကြီးအကျယ်ဖြစ်ပေါ်လာသလိုလမ်းမတွေပေါ်မှာလည်းအစိုးရကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေကထိမ့်မနိုင်သိမ်းမရဖြစ်လာတဲ့အတွက်အီရန်ရဲ့အုပ်ချုပ်ရေးရန်ရာတစ်ခုလုံးဟာအခုဆိုရင်အကျက်တဲဆိုင်နေရပြီဖြစ်ပါတယ်အီရန်နိုင်ငံအခုလိုမျိုးပြိုလဲသွားတာဟာ
တရုတ်နိုင်ငံအတွက်တော့တကယ့်ကိုအိမ်မက်ဆိုးကြီးတစ်ခုဖြစ်လာခဲ့ရပါတယ်။ဘာလို့လဲဆိုတော့တရုတ်ဟာအီရန်နဲ့25နှစ်စာကြာမြင့်မဲ့မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကြီးကိုလက်မှတ်ထိုးထားပြီးအီရန်စီကနေဈေးသက်သာတဲ့ရင်းနှီးတွေကိုအလုံးရင်းနဲ့ဝယ်ယူပြီးသူတို့ရဲ့စက်မှုလုပ်ငန်းတွေကိုလဲပတ်နေရလို့ပါပဲ။အခုလိုအီရန်အစိုးရရိုင်နေသွားတဲ့အခါမှာတော့တရုတ်ရဲ့စွမ်းရည်လုံခြုံရေးဟာကြီးကြီးမားမားချင်းချောက်ခံလိုက်ရပြီဖြစ်တယ်လို့အီရန်ကိုအခြေပြုပြီးအရှေ့အလယ်ပိုင်းထိသူတို့ရဲ့ဩဇာအာဏာကိုချဲ့ထွင်မဲ့ပိုးလန်မှစီမံကိန်းကြီးဟာလည်းလမ်းခုလက်မှာရင်ရပ်တန့်သွားရမယ့်အခြေအနေကိုဆိုက်ရောက်သွားခဲ့ရတာဖြစ်ပါတယ်။ဒီနေရာမှာပြည်သက်ကြီးတတိထားမိမှာတစ်ခုကအမေရိကန်ရဲ့လှုပ်ဆောင်ပုံကရင်တုန်းကလိုမျိုးစစ်တပ်ကြီးတွေကိုအလုံးရင်းနဲ့ဆေးလုပ်ပြီးဝင်ရောက်တိုက်ခိုက်တာမျိုးမဟုတ်တော့ပဲ2026ခုနှစ်မှာတော့ Fourth Generation Warfare လို့ခေါ်တဲ့စတုတ္ထမျိုးဆက်စစ်စင်ရေးပုံစံအသစ်ကိုအသုံးပြုလာတာပဲဖြစ်ပါတယ်။အမေရိကန်ဟာဗင်နီဇွဲလားနဲ့အီရန်ကိစ္စတွေကိုတီးခြားသည့်ခွဲခြားကင်တွယ်တာမျိုးမလုပ်ပဲတပြိုင်နက်တည်းမှာဟန်ချက်ညီညီလှုပ်ဆောင်ခဲ့တာဟာတရုတ်နိုင်ငံကိုဗျူဟာမြောက်လက်လန်းမမီနိုင်အောင်လှုပ်ဆောင်လိုက်တာပဲဖြစ်ပါတယ်။တရုတ်အနေနဲ့တောင်အမေရိကတိုက်ဗင်နီဇွဲလားကိုသွားခဲ့ရမလား။ဒါမှမဟုတ်အရှေ့အလယ်ပိုင်းကအီရန်ကိုပဲသွားကူရမလားဆိုပြီးဝေခွဲမြဖြစ်နေတဲ့အချိန်တိုလေးအတွင်းမှာတင်အရေးပါတဲ့နေရာနှစ်ခုစလုံးဟာသူ့ရဲ့လက်ထဲကနေလွတ်ထွက်သွားခဲ့ရတာကိုတွေ့ရမှာပါ။အမေရိကန်ရဲ့ဒီလှုပ်ရှားမှုတွေဟာစွမ်းရည်ထောက်ပံ့ရေးလမ်းကြောင်းတွေကိုဖျက်တောက်ကဘန်နာရေးကွန်ရက်တွေကိုပိတ်ဆို့တာနဲ့သတင်းအချက်အလက်စစ်စင်ရေးတွေကိုအချိတ်ဆက်မိအသုံးပြုပြီးအာဏာရှင်တွေရဲ့ပုံရိပ်ကိုလူလူကြားမှာဖျက်ဆီးပစ်ခဲ့တာဖြစ်လို့ဒါဟာကြည်တံတရောင်းမှမပြစ်ရပဲရန်သူရဲ့မဟာဗျူဟာကိုအမြင့်ကနေချိုးဖျက်ပစ်လိုက်တဲ့ခေတ်သစ်စစ်ပွဲရဲ့မျက်နှာစာအသစ်ပဲဖြစ်ပါတယ်။မီဒီယာတွေထုတ်ဖော်မပြောပြတဲ့အချက်ကဘာလဲဆိုရင်စစ်ပွဲတွေရဲ့အောင်နိုင်မှုကိုအဆုံးဖြတ်ပေးတာဟာအစင်းမြင့်လက်နက်တွေကြီးမဟုတ်ပဲထောက်ပံ့ပို့ဆောင်ရေးလို့ခေါ်တဲ့ logistics နဲ့စွမ်းအင်အားပဲဖြစ်ပါတယ်။2026ခုနှစ်ရဲ့ဖြစ်စဉ်တွေမှာအမေရိကန်ဟာတရုတ်ရဲ့စွမ်းအင်အရင်းမြစ်တွေကိုအဓိကထားတိုက်ခိုက်လိုက်တာဟာရန်သူကိုအငတ်ထားပြီးအားရင်ချိနေသွားအောင်လုပ်လိုက်တဲ့ဗျူဟာပဲဖြစ်ပါတယ်။ရေချောင်းအာဏာနဲ့ပတ်သက်ပြီးကြည့်မယ်ဆိုရင်လည်းအမေရိကန်ရေတပ်ဟာကမ္ဘာအဓိကရေချောင်းလမ်းကြောင်းတွေကိုစိုးမိုးထားနိုင်စေဖြစ်တယ်လို့တရုတ်ရဲ့ရေချောင်းကုန်သွယ်မှုကိုပါထိန်းချုပ်နိုင်တဲ့စစ်ရေးစွမ်းရည်အစစ်အမှန်ကိုအခုဖြစ်စဉ်တွေကနေတဆင့်ကမ္ဘာကိုပြသလိုက်တာပဲဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုရဲ့ဒီလိုမျိုးလျှက်စီးလက်လို့မြန်ဆန်လွန်းတဲ့ခေတ်သစ်စစ်စင်ရေးနည်းဗျူဟာတွေကတခြားသောကမ္ဘာနိုင်ငံတွေအပေါ်မှာပါဘယ်လိုမျိုးအတိုင်းအတာထိတက်ရောက်မှုတွေထပ်မံရှိလာနိုင်အောင်မလဲဆိုတာကိုဆက်လက်သုံးသပ်ရရင်အခုကျွန်တော်တို့မြင်တွေ့နေရတဲ့ဗင်နီဇွဲလားနဲ့အီရန်နိုင်ငံတွေရဲ့အပြောင်းလဲဆိုတာဟာတကယ်တော့ကမ္ဘာအာဏာချိန်ခွင်ရှာကိုအသစ်ပြန်နှိမဲ့ကနဦးခြေလန်းအစပဲရှိပါသေးတယ်လို့ယူဆရမှာဖြစ်ပြီးအမေရိကန်ရဲ့ဒီလိုမျိုးကြီးစံမသုံးပဲစနစ်တစ်ခုလုံးကိုအမြင့်ကနေချိုးဖျက်ပစ်တဲ့ဗတ်စုံစစ်စင်ရေးနီးနာတွေဟာတရုတ်နဲ့ရုရှားတို့ရဲ့ဩဇာလွှမ်းမိုးမှုအောက်မှာရှိနေတဲ့တခြားသောနိုင်ငံတွေအတွက်လည်းအကြီးအကျယ်သတိပေးခေါင်းလောင်းထိုးလိုက်တာပဲဖြစ်ပါတယ်။အထူးသဖြင့်အာဖရိကတိုက်ကသယံဇာတကျွဲဝါလွန်းလှတဲ့နိုင်ငံတွေနဲ့အာရှဒေသတွင်းကပထဝီနိုင်ငံရေးအရအချက်ချာကျတဲ့နိုင်ငံတွေမှာပါအမေရိကန်ရဲ့ဒီလိုမျိုးတိကျပြတ်သားတဲ့ပြစ်မှတ်ထားလှုပ်ရှားမှုတွေဟာပြင်းထန်တဲ့ရိုက်ခတ်မှုတွေရှိလာနိုင်ပြီးအဲ့ဒီနိုင်ငံတွေရဲ့ပြည်တွင်းရေးနဲ့စီးပွားရေးရန်တရားဟာလည်းအမေရိကန်ရဲ့မဟာဗျူဟာမြောက်ကစားကွက်ထဲမှာဘယ်လိုမျိုးပါဝင်ပတ်သက်သွားမလဲဆိုတာကတကယ့်ကိုရင်ခုန်စိတ်လှုပ်ရှားပွဲရာစောင့်ကြည့်ရမယ့်အခြေအနေတစ်ခုဖြစ်လာနေတာပါ။ဒါအပြင်အမေရိကန်ရဲ့ဒီလိုမျိုးခေတ်သစ်စစ်စင်ရေးတွေကကမ္ဘာစွမ်းအင်ဈေးကွက်ကိုပါလုံးဝကိုဗျမ်းမတာဖြစ်အောင်ပြောင်းလဲပြနိုင်စွမ်းရှိနေတာကြောင့်ဥရောပနိုင်ငံတွေနဲ့အာရှကစက်မှုထိပ်သီးနိုင်ငံတွေဟာလည်းသူတို့ရဲ့နိုင်ငံခြားရေးမူဝါဒတွေကိုအမေရိကန်ရဲ့အခင်းအကျင်းအသင့်တဲ့ညီဘယ်လိုမျိုးအလင်းမြန်ပြန်လဲညှိနှိုင်းလာကြမလဲဆိုတာကလည်းအလွန်ကိုအရေးကြီးတဲ့အချက်တစ်ခုဖြစ်လာခဲ့ပါပြီ။တရုတ်နိုင်ငံအနေနဲ့လည်းသူတို့ရဲ့အဓိကစွမ်းအင်လမ်းကြောင်းတွေဖြစ်တဲ့အီရန်နဲ့ဗင်နီဇွဲလားတို့စီကထောက်ပံ့မှုတွေဖျက်တောက်ခံလိုက်ရတဲ့အတွက်အာရှပစိဖိတ်ဒေသအတွင်းမှာစစ်ရေးအရာပုံမတင်းမာတဲ့အခြေအနေတွေကိုတုံ့ပြန်မှုအနေနဲ့ဖန်တီးလာနိုင်တယ်လို့ဒါကိုခွဲခြားစိတ်ပြကြည့်မယ်ဆိုရင်တရုတ်ရဲ့အရှေ့တောင်အာရှကမဟာမိတ်နိုင်ငံတွေအပေါ်မှာပါဘယ်လိုမျိုးဖိအားတွေတက်ရောက်နိုင်မလဲဆိုတာကတကယ့်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်ပဲဖြစ်ပါတယ်။အမေရိကန်ရဲ့ဒီလှုပ်ရှားမှုတွေကပြည်တွင်းတည်ငြိမ်မှုမရှိတဲ့အာဏာရှင်နိုင်ငံတွေအတွက်တော့သူတို့ရဲ့အာဏာစက်ကိုဘယ်အချိန်မှာအမေရိကန်ကစိုက်ဘာနည်းပညာဒါမှမဟုတ်စီးပွားရေးလက်နက်တွေသုံးပြီးဖြိုခွဲမလဲဆိုတာကိုထိုင်ပြီးစိုးရိမ်နေရတဲ့အိမ်မက်ဆိုးကြီးတစ်ခုဖြစ်လာစေခဲ့တာပါ။နောက်ပြီးတရုတ်နိုင်ငံဟာကမ္ဘာဆက်ယုံကြီးဖြစ်တဲ့အတွက်စွမ်းရည်လိုအပ်ချက်အရန်ကြီးမှာပါတယ်။တရုတ်သုံးနေတဲ့ရေနံအများစုဟာပင်လယ်ရေကြောင်းကနေတင်သွင်းရတာပါ။အထူးသဖြင့်မာလာကာရေလက်ကြားနဲ့ဟော်မုစ်ရေလက်ကြားကိုဖြတ်တန်းရပါတယ်။ဗင်နီဇွဲလားနဲ့အီရန်ဆိုတာတရုတ်ရဲ့စွမ်းရည်အသက်ရှူပေါက်တွေပါ။အခုဒီအသက်ရှူပေါက်နှစ်ခုစလုံးပိတ်ဆို့ခံလိုက်ရပြီဆိုတော့တရုတ်ရဲ့စက်မှုရန်ကြားလေးတစ်ခုလုံးရပ်တန့်သွားနိုင်တဲ့အန္တရာယ်ရှိလာပါတယ်။အမေရိကန်ရေတပ်ဟာကမ္ဘာသမုဒ္ဒရာပိုင်နက်တွေမှာစိုးမိုးထားသေးဖြစ်ပြီးလိုအပ်ရင်တရုတ်ရဲ့ရေနံတင်သင်္ဘောတွေကိုအချိန်မရွေးပိတ်ဆို့နိုင်တယ်ဆိုတာကိုတွယ်ဝိုက်ပြီးချိန်ချောက်လိုက်တာလည်းဖြစ်ပါတယ်။ဒါဟာတကယ်စစ်မှန်တဲ့စစ်ရေးစွမ်းရည်ပါပဲ။လေယာဉ်တင်သင်္ဘောဘယ်နှစင်းရှိတယ်ဆိုတာထက်ရန်သူရဲ့လောင်စာဆီပိုက်လိုင်းကိုပိတ်နိုင်စွမ်းရှိသလားဆိုတာကပိုပြီးအရေးကြီးပါတယ်။အပေါ်ယံကြည့်ရင်ဗင်နီဇွဲလားသမ္မတအဖမ်းခံရတာအီရန်အထိကရုံးဖြစ်တာကတရုတ်နဲ့ဓာတ်ရိုက်မဆိုင်သလိုပါပဲ။ဒါပေမဲ့တကယ်တမ်းကျတော့ဒါဟာပေကျင်းရဲ့ရင်ဝါကိုကန်လိုက်တာနဲ့အတူတူပါပဲ။ဘာကြောင့်လဲဆိုတော့တရုတ်ဟာက
ကပတ်လန်းစီမံကိန်းတမန်နဲ့ဒီနိုင်ငံတွေမှာဒေါ်လာဘီလီယံရာချီရင်းနှီးမြှုပ်နှံထားပါတယ်။အခြေခံအဆောက်အုံတွေရေနံချက်စက်ရုံတွေစောက်ပေးထားပါတယ်။အခုအစိုးရတွေပြုတ်ကျသွားတော့ဒီပတ်စံတွေပြန်ရဖို့မသေးကြတော့ပါဘူး။တရုတ်ဘဏ်တွေအတွက်ဒါဟာဆုံးရှုံးရမယ့်ကြွေးမြီကြီးဖြစ်လာပါပြီ။နောက်ပြီးတရုတ်ကအမေရိကန်ကိုတန်ပြန်ဖို့သူ့မဟာမိတ်တွေကိုကမ္ဘာနေရာအနှံ့မှာဖြန့်ကျက်ထားနေတာပါ။ဒါပေမဲ့အမေရိကန်ကလက်တင်အမေရိကအနောက်ဘက်နဲ့အရှေ့အလယ်ပိုင်းအနောက်တောင်ဘက်ကတရုတ်ရဲ့ခြေကုပ်တွေကိုဖျက်ဆီးလိုက်တဲ့အခါတရုတ်ဟာအာရှတိုက်ထဲမှာပဲပြန်ပြီးပိတ်မိသွားသလိုဖြစ်သွားပါတယ်။တရုတ်ကကမ္ဘာနိုင်ငံတွေကိုပြောလို့ရှိတာကအမေရိကန်နဲ့မပေါင်းနဲ့ဒိုးနဲ့ပေါင်းရင်လုံခြုံမှုပေးမယ်စီးပွားရေးတက်မယ်ဆိုပြီးတော့ပါ။အခုသူ့ရဲ့အရင်းနှီးဆုံးမဟာမိတ်တွေဖြစ်တဲ့ဗင်နီဇွဲလားနဲ့အီရန်ကိုတောင်တရုတ်ကမကယ်တင်နိုင်ဘူးမကာကွယ်ပေးနိုင်ဘူးဆိုတဲ့ပုံရိပ်ပေါက်သွားပါတယ်။ဒါဟာတခြားတရုတ်ကိုအားကိုးနေတဲ့နိုင်ငံငယ်လေးတွေအတွက်တတိပေးခေါင်းလောင်းတန်ပါပဲ။ပေကျင်းကငါတို့ကိုတကယ်ရောကာကွယ်ပေးနိုင်မှာမလားဆိုတဲ့တန်တရားတွေကိုလည်းဝင်လာစေပါတယ်။ဒီဗီဒီယိုကနေပရိသတ်ကြီးကိုပေးခြင်းတဲ့နောက်ထပ်အလွန်တရာအရေးကြီးလာတဲ့သတင်းစကားတစ်ခုကတော့အာဏာရှင်စနစ်တွေရဲ့မွေးရပါအားနည်းချက်တွေအကြောင်းပဲဖြစ်ပါတယ်။ဗင်နီဇွဲလားနဲ့အီရန်နိုင်ငံတွေကိုတည်တည်ချာချာစစ်စစ်ဆက်ဆက်လေ့လာကြည့်မယ်ဆိုရင်အပြင်ပန်းအားဖြစ်တော့အလွန်အင်အားကြီးမှပြီးတိုင်းပြည်ကိုအကျွမ်းမဲ့ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ထင်ရတယ်လို့ခင်မီလက်နက်တွေတပ်ဆင်ထားတဲ့စစ်တပ်ကြီးတွေအမြဲနှိုးကြနေတဲ့လုံခြုံရေးတပ်ဖွဲ့တွေနဲ့ပြည်သူလူထုကိုတင်းတင်းကြပ်ကြပ်ဖိနှိပ်ချုပ်ချယ်ထားနိုင်တယ်လို့ယူဆစရာရှိပေမဲ့လည်းတကယ်တမ်းမှာတော့ဒီလိုအာဏာရှင်စနစ်တွေဟာဖန်ကွက်တစ်လုံးလိုပါပဲအပြင်ပန်းမှာမာကျောခိုင်ခန့်တယ်လို့ထင်ရပေမဲ့တကယ်တမ်းပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုခုနဲ့ကြုံတွေ့ရတဲ့အခါမှာတော့ကျိုးပဲ့လွယ်တဲ့သဘောတဘာဝရှိနေတာကြောင့်ဗဟိုချုပ်ကင်မှုအလွန်မင်းများပြားလွန်းတဲ့အတွက်ထိပ်ပိုင်းကောင်းဆောင်မှုရန်တရားမှာအနှဲငယ်ပြဿနာဖြစ်တာနဲ့တိုင်းပြည်တစ်ခုလုံးဟာဖဲတုပ်လိုပြိုလဲသွားတတ်တာကိုအမေရိကန်ကကောင်းကောင်းကြီးသိမြင်နားလည်ထားတာဖြစ်ပါတယ်။ဒါကြောင့်လည်းအမေရိကန်ဟာစစ်တပ်ချင်းထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်တာထက်ဆိုင်ရင်အာဏာရှင်တွေရဲ့အာဏာတိဆောက်ပုံထဲမှာရှိနေတဲ့အားနည်းချက်တွေကိုပဲထိထိမိမိထိုးနှံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါနဲ့ဆန့်ကျင်ဘက်အနေနဲ့ကြည့်မယ်ဆိုရင်တော့ဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့နိုင်ငံတွေနဲ့လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်ရှိတဲ့နိုင်ငံတွေကတော့ရာဘာလိုမျိုးပျော့ပြောင်းပေမဲ့ခိုင်ခန့်တဲ့သဘောရှိပြီးပြဿနာတွေအခက်အခဲတွေနဲ့ကြုံတွေ့နေရတဲ့အခါမှာလည်းပြန်လည်ရုံးထွက်နိုင်တဲ့အားကောင်းကြတာကြောင့်2026ခုနှစ်ရဲ့ဖြစ်ရပ်တွေဟာအာဏာရှင်တွေရဲ့အာဏာဆိုတာထင်သလောက်မခိုင်မာဘူးဆိုတာကိုကဘာသိအောင်ဘူးပေါ်သလိုပေါ်အောင်ဖွင့်ချလိုက်သလိုဖြစ်သွားခဲ့ရပါတယ်။စလုံးရဲ့အကန့်အသတ်မရှိပြောရမယ်ဆိုရင်တော့ဒီအကြောင်းအရာဟာဆွေးနွေးလို့မကုန်နိုင်အောင်ကိုကျေပြန့်လွန်းလှပေမဲ့အနှစ်ချုပ်လိုက်မယ်ဆိုရင်တော့2026ခုနှစ်မှာကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ဖြစ်စဉ်တွေဟာတာမန်သတင်းတွေမဟုတ်ပဲဗင်နီဇွဲလားသမ္မတဖမ်းဆီးခံရမှုကနေတဆင့်လက်တင်အမေရိကမှာတရုတ်ရဲ့ဩဇာအာဏာကြာဆုံးခန်းကိုစတင်လိုက်သလိုအီရန်ရဲ့ပြိုလဲမှုကလည်းအရှေ့လယ်ပိုင်းမှာအမေရိကန်စန့်ကျင်ရေးဝင်ရိုးတန်းကိုအပီးတိုင်ချိုးဖျက်ပစ်လိုက်တာပဲဖြစ်ပါတယ်။ဒါအပြင်အမေရိကန်ရဲ့ဟန်ချက်ညီညီညှိနှိုင်းဆောင်ရွက်မှုတွေဟာကမ္ဘာအင်အားကြီးနံပါတ်1နေရာကိုဘယ်သူမှလွယ်လွယ်ကူကူနဲ့လာရောက်လူယူလို့မရနိုင်ဘူးဆိုတာကိုသက်သေပြလိုက်တာဖြစ်တယ်လို့အဓိကအကြဆုံးချက်ကတော့တရုတ်အနေနဲ့စစ်တပ်ကြီးတွေစစ်လို့ပြီးတိုက်เสียရမလို့ပဲစီးပွားရေးနဲ့မဟာဗျူဟာမြောက်ကစားကွက်တွေမှာရင်အကြီးအကျယ်ရှုံးနိမ့်မှုကိုရင်ဆိုင်သွားရတာပဲဖြစ်ပါတယ်။ဒီဗီဒီယိုမှာကျွန်တော်တင်ပြခဲ့တာတွေဟာထင်ကြီးသက်မဟုတ်ပဲနိုင်ငံတကာဆက်ဆံရေးရဲ့တည်ဆောက်ပုံမဟာဗျူဟာမြောက်စဉ်းစားချက်တွေနဲ့နောက်ဆက်တွဲအကျိုးဆက်တွေကိုချိတ်ဆက်ပြထားတာဖြစ်လို့စွမ်းရည်လမ်းကြောင်းတွေပထဝီနိုင်ငံရေးအနေအထားတွေနဲ့စစ်ရေးလက်တွေ့ဘဝတွေကိုပေါင်းစပ်ကြည့်လိုက်တဲ့အခါမှာ2026ခုနှစ်ဟာကမ္ဘာသမိုင်းရဲ့အကြီးမားဆုံးအချိုးအကွေ့တစ်ခုဖြစ်လာဖို့ကတော့လက်ညှိုးထိုးမလွဲသေချာသလောက်ရှိနေပါပြီ။အာဏာရှင်စနစ်တွေအနေနဲ့သူတို့ကိုနောက်ွယ်ကနေထောက်ပံ့ပေးနေတဲ့စနစ်ကြီးကိုယ်တိုင်ပြိုလဲသွားတဲ့အခါမှာဘာတွေဆက်ဖြစ်လာမလဲ။တရုတ်နိုင်ငံအနေနဲ့ဒီလိုပြင်းထန်တဲ့ထိုးနှက်ချက်ကြီးကိုဘယ်လိုမျိုးတုံ့ပြန်မှုတွေလုပ်လာမလဲ။အမေရိကန်ကရောဒီလိုအရှိန်ဟုန်ကောင်းနေတဲ့အခြေအနေကိုရေရှည်မှာဆက်ပြီးထိန်းထားနိုင်ပါမလားဆိုတာတွေကတော့ကျွန်တော်တို့ရှေ့ဆက်ပြီးစောင့်ကြည့်ရမယ်။တကယ့်ကိုစိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတွေပဲဖြစ်ပါတယ်ခင်ဗျာ။ကမ္ဘာကြီးဟာကျွန်တော်တို့မျက်စိရှိမှရင်အကြီးအကျယ်ပြောင်းလဲနေပြီဖြစ်တဲ့အတွက်ပရိသတ်ကြီးအနေနဲ့ရောဒီလိုလှည့်ပြောင်းနေပေါ်မှာဘယ်လိုမျိုးမြင်မိပါသလဲ။အမေရိကန်ရဲ့ဒီလိုကြမ်းတမ်းပြီးပြတ်သားတဲ့ဗျူဟာတွေကကမ္ဘာငြိမ်းချမ်းရေးကိုတကယ်ပဲအထောက်အကူတွေဖြစ်စေမလား။ဒါမှမဟုတ်ကမ္ဘာနေရာအနှံ့ပြားမှာပရိပခတွေကိုပုံမကြီးထွားစေမလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါကြောင်းတင်ပြရင်းကျွန်တော်ရဲ့တင်ဆက်မှုကိုဒီမှာတင်ညီကုန်းချုပ်လိုက်ပါတယ်။နားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။